ကန်ကောင်းအောင်ကြိုးစားနေဆိုတော့ဟိုအတိတ်ပြုခဲ့တဲ့ကံတွေကတော့ထားတော့ဘာမှမတတ်နိုင်ဘူးလုပ်ခဲ့ပြီးသွားပြီလွန်ခဲ့ပြီးသွားပြီသို့တော့ပစ္စုပန်ကံကိုပြုပြင်လို့ရတယ်ဒါကိုပြောပြချင်တာပစ္စုပန်ကုပစ္စကဘဝမှာစိတ်ကောင်းစေတနာကောင်းထားပြီးတော့ကြိုးစားယဟန်ရောလူရောကောင်းကျိုးတွေရလိမ့်မယ်ဒီနေရာမှာပစ္စုပန်ကံကောင်းအောင်ကြိုးစားလို့ဦးဇင်းသေဘေးကလွတ်ခဲ့တဲ့ဖြစ်တဲ့ခုစပြောဦးဇင်းကိုသေဘေးကနေလွတ်အောင်အဓိကလမ်းပြတဲ့ဂါထာတက္ကတာရှိတယ်သို့တော့ဒီဂါထာလေးကရွတ်เสียမလို့ရှက်เสียလည်းမလို့တော့ဘာလို့เสียလို့လဲဆိုတော့ကျင့်เสียတော့လို့တယ်အဲ့ဒီဂါထာလေးတိုင်းကျင့်ကြလို့ဦးဇင်းဟာသေမဲ့ကံလည်းပြည့်နေပြီဗေဒင်ဆရာကလည်းသေမဲ့လို့တရားပေါ်တွက်ချက်ပြီးပြီသူကသေဖို့လွတ်အောင်ရေတရားရှိခဏလည်းလုံးဝမချေဘူးအဲ့ကြားတဲ့ကဦးဇင်းကိုမသေးအောင်လုပ်ပေးတဲ့ဂါထာလေးကတဏပုံညာတိလာပေနာကာလံခိန္တိပန္တိတောကိလနေနသာဒုံမေတောနေတာယကလဟေနဝံပန္တိတောကြောင့်ကျိုးမြင်သည့်ပညာရှိသည်တဏပုံညာတိလာပေနာဥစ္စာစည်းစိမ်ကိုရခြင်းကုသိုလ်တရားကိုရခြင်းပညာဘုဒ္ဓရာကိုရခြင်းဖြင့်ကာလံချိန်ကာလကိုခိန္တိခုံလွန်စေ၏ဒုံမေတောပညာမဲ့သောပုဂ္ဂိုလ်သည်ကိလနေနာသမြုရုပြောပန်းကစားခြင်းဖြင့်၎င်းနေတာယဝအိတ်ခြင်းဖြင့်၎င်းကလဟေနဝညေကုတ်ကယံစကားများခြင်းဖြင့်၎င်းကာလံချိန်ကာလကိုခိန္တိခုံလွန်စေ၏ဣတိဤသို့ဩဇာကရုဏာရှိထာမေတ္တာအဖြင့်ဟောကြားတော်မူခဲ့ပါပေတည်းအဲ့ဒီဂါထာလေးကဥစဉ်အသက်ကိုခဲ့ခဲ့တယ်တို့ရဂါရကမကြီးလည်းပဲဒီဂါထာညွှန်ကြားချက်တိုင်းကြိုးစားရင်သိမဲ့ဘေးတွေရှိအောင်အတိတ်ကအာဟုတုကံတွေကကိုသိမဲ့အချိန်ကြောက်လို့သိမဲ့ကောင်းမကောင်းကျိုးပေးတော့မယ်ပစ္စကမှာကံကောင်းအောင်ကြိုးစားရင်လည်းဒီသေဘေးကလွတ်သွားတယ်အဲ့ဒါတကောက်ပြောချင်တာလက်တေချအောင်လို့လက်တွေ့၃ခုလောက်ပြောမှာပေါ့ပထမဦးစဉ်ကြောင့်ပြောအောင်ဂါထာတိပဲစပြောရင်တော့ဂါထာကပထမပိုက်ကပညာရှိပုဂ္ဂိုလ်ကအချိန်ကိုအသုံးချတာတစ်မျိုးတဲ့ပညာမဲ့ပုဂ္ဂိုလ်အချိန်ကိုအသုံးချတာကတစ်မျိုးတဲ့ပညာရှိပုဂ္ဂိုလ်သည်ရလာတဲ့လူဘဝခန္ဓာတွေကအချိန်မှန်သမျှကိုဥစ္စာရင်လည်းရအောင်ယူမယ်သုံးဖို့ကုသိုလ်ရင်လည်းရအောင်ယူမယ်သုံးဖို့ပညာဘုဒ္ဓတိုင်လည်းရအောင်ယူမယ်တဲ့သူ့အတွက်အချိန်မှန်သမျှတခုမှအလကားဖြစ်သွားတာမရှိဘူးအဲ့ပြောချိန်မှတပါးပေါ့ပညာမဲ့ပုဂ္ဂိုလ်ကလည်းပဲသူရရှိတဲ့အချိန်တွေကိုသူနည်းသူဟန်နဲ့အသုံးချတယ်ပညာမဲ့ကအချိန်တွေဘယ်လိုသုံးချလဲဆိုတော့မြေရုမျောပါကစားပြီးတော့လည်းအသုံးချတယ်အမြဲတမ်းအိပ်ပြီးတော့လည်းအသုံးချတယ်တချို့များအကြာကြီးအိပ်နေကြတာလေအချိန်တွေပေါ်လုံးတော့နောက်ညေခေါ်ကရန်စကားများပြီးတော့လည်းအသုံးချတယ်အဲ့ဒါပညာမဲ့ရဲ့အချိန်ကိုအသုံးချနေတယ်အချိန်ဟာယောဂီတို့သိတ္တံဖို့ရှိတယ်ဒါကြောင့်မှတ်လိုက်စမ်းပါစက္ကန့်မိနစ်နာရီနေ့လရက်နှစ်ပေါ့အဲ့ဒီအချိန်တိုလေးတွေပေါင်းထားတာကိုပဲအသက်လို့ခေါ်တာဒါကြောင့်အချိန်ဆိုတာအသက်ပါပဲတဲ့အသက်ဆိုတာလည်းအချိန်ပါပဲဒါပေမဲ့လူသားအများစုဟာအသက်ကိုတန်ဖိုးထားသလောက်အချိန်ကိုတန်ဖိုးမထားဘူးအချိန်ကိုဖြုံးတယ်ဆိုတာလူဘဝမိမိနေရမယ့်အသက်ကိုဖြုံးတာအချိန်ကိုတန်ဖိုးထားပါပြီအသက်ကိုတန်ဖိုးထားပါပြီဆိုရင်လူဘဝနေရသမျှအချိန်တွေကလူသားတွေဆိုရင်ပေါ့ဥစ္စာလည်းရအောင်ယူလိုက်ပါဒီချိန်ဟာဥစ္စာရှာတဲ့ချိန်မဟုတ်ရင်ကုသိုလ်ကိုရအောင်ယူပါကုသိုလ်ဆိုတာအချိန်မြင့်ယူလို့ရပါတယ်ဒါနသီလဘာဝနာသုံးပါးလုံးရှိတာပဲခုရန်ဝယ်ဖောက်ကချက်ပြုတ်ရင်းနဲ့အရဟံလူနာပြမသတ္တဝါအလုံးတို့၏ပူဇော်ထူကိုခံတော်မူတတ်ပါပေ၏အဲ့ဒါလေးစိတ်ထက်ကရွတ်တယ်ဆိုတာဂုဏ်တော်ပွားတာလေဘာဝနာကုသိုလ်လူနာပြမသတ္တဝါအလုံးစိတ်ချမ်းသာကိုကျမ်းပါကြပါစေအဲ့ဒါလေးကိုစိတ်ထက်ကနေရွတ်ပြီးတော့စီဝါရေးလှုပ်ရှားမှာလုပ်ငန်းလဲအောင်မြင်ကုသိုလ်လဲရအဲ့ဒါအချိန်မှန်တဲ့တဲ့ကကုသိုလ်ထုတ်ယူတာလေယူနည်းတွေပေးနေပါတယ်တခါကုသိုလ်ထုတ်ချိန်မဟုတ်လို့ရှိရင်လည်းပဲပညာဘုဒ္ဓတာစာကောင်းပေကောင်းတွေဖတ်မယ်တရားတွေနားမယ်အဲ့ဒါအချိန်မှန်တဲ့ကဘုဒ္ဓတာပညာထုတ်ယူနေတာ
ထုတ်ယူတတ်ကြပါစေတဲ့မိမိအသက်တွေလည်းကမှဖြုံးကြပါနဲ့ခုတွင်လေးပြောကြစို့ဦးဇင်းတို့အသက်25ပေါ်9ဝါရမှာစပြီးတော့စာကြဘုန်းကြီးဖြစ်တယ်တတိရှိပါပဲမန္တလေးကနေရန်ကုန်မြို့လာပြီးလို့စာကြဘုန်းကြီးလိုတယ်တဲ့ရှင်အရေးကင်းပြီးသား89တဲ့မှာဦးဇင်းအဲ့ဒါဓမ္မစရိတ်တန်ရောက်တော့ဆက်လေတကြံဖြေတော့ရှိသေးတာအရေးကင်းဖြစ်တော့ဆက်မလို့ဖြစ်တော့စာကြဘုန်းကြီးလည်းကိုလုံးမရှိတော့ဒီတိုင်းကြီးထိုင်နေတော့ကိုင်းအချိန်နဲ့လက်ကားဖြစ်တယ်စာကြဘုန်းကြီးလိုရင်လိုက်စားချပေးမယ်ဆိုတာရန်ကုန်တက်သွားတာတရားမှသိမရှိဘူးဟိုကြတော့လည်းပဲစဉ်းစားရဲပါဘူးအဲ့စာကိုထွက်နေပါပြီဘဝနဲ့ရရတော့တွေးမြင်များအဲ့စာတန်ခါလည်းသိမရှိပါဘူးရက်ကောကလည်းဆင်းရဲလေဒီကြားထဲမှာတရက်ကောလိုမီးလောင်သွားလို့အဲ့ဒီเจ้าဟာမီးလောင်ပြင်းထဲမှာထီးကြံနေခဲ့တယ်ကြံကင်းเจ้าစာသင်တတ်တဲ့လှမ်းမျိုးနဲ့တဲ့တက်ပြက်မှာဟိုလိုရတယ်လို့ပဲတို့တို့ဦးဇင်းတို့ကအလို့တစ်ခုကိုစေတနာမေတ္တာအပြည့်နဲ့လုပ်တော့စာသနာကြီးလည်းတိုးပါတယ်အရင်တော့သာသနာ4 5 6ပါဦးဇင်းရောက်တဲ့ရှင်စာအပါ20 30 40လောက်ဒီဖြစ်ဦးဇင်းတို့အချိန်ကြီးလွတ်တာပါအဲ့ဒီအချိန်မှာဟိုတောင်ငူဘက်ကဗေဒင်ဆရာတယောက်ကတောင်ငူကသာသနာတစ်ပါးအသိရှိတော့ကျောင်းမှာလာတဲရင်းနဲ့ကိုတော်တွေဗေဒင်တွေ့ပေးတယ်ဗေဒင်ဆိုတာလည်းတဲကြည့်ကြိုက်ပဲလေကိုအကြောင်းပြောတော့လည်းနားထောင်ကြကြတာပေါ့အဲ့ဒါမှန်တယ်ဆိုပြီးတော့သာသနာတွေကကျွတ်တို့စာကြဘုန်းကြီးလေးလည်းတွေ့ပေးစမ်းပါဆိုဦးဇင်းခံတယ်ခေါ်လာဒါတော့ဦးဇင်းကဝါသနာပုံပါဟုတ်ရှင်လည်းမပေးနိုင်ဒါမှတပည့်တွေကစေတနာနဲ့နာမည်ကြီးပေးတဲ့ဆရာခေါ်လာတော့ငါပြုတ်ချင်မှုပါဆိုလည်းမကောင်းဘူးပေါ့အဲသူတို့အာနာတာနဲ့ပြုတ်ချင်လည်းတွဲပေါ်ဆိုတော့ဆရာတော်ဇာတာလေးထုတ်ပေးတယ်ဇာတာထုတ်ပြီးတော့ဟောတွက်ချက်ပြီးတော့နေလုံးကြီးဆံပွင့်နဲ့ပြောတယ်ပေးတဲ့ဆရာကဟာရှင်ဗျာခန္ဓာပြက်ကိန်းပေါ်နေတယ်သေကိန်းလို့ပြောတာသေမယ်အချင်းမြအထူးရတရားချိန်မှရချက်ချင်းချိန်မှဖြစ်မယ်တဲ့ဒီတော့3 4မျိုးတွက်ကြည့်တာသေခင်းကြီးထွက်တယ်သူတို့ကတော့ဂျိုကြည့်တာပေါ့ဦးဇင်းရမွေးနေပါတယ်ကုန်ကြည့်ပြီးတော့ဂျိုကမကောင်းတဲ့လားအင်္ဂါဂျိုဘာလို့မကောင်းတဲ့ဂျိုတွေဝင်နေတာဒါကြောင့်သေမယ်ပေါ့အဲ့ဒါတော့ရတရားတွေပြောတယ်ရှင်ပြအင်္ဂါနာဆိုတော့ဇီတာတစ်ချောင်းခုတ်ရှင်ပြသပင်းတို့သပင်းနေရာမှာထားလက်သက်ကိုလက်သက်နေရာခြေသက်ခြေသက်နေရာတော့သင်္ကန်းအောင်တစ်ထည်ပတ်ပြီးတော့ဟိုးဘုံမှုရမှာချက်ချင်းလုပ်ပါဖရာတဲ့အရေးကြီးလို့တဲ့အဲ့လိုဘေးနေဆရာကပြရခတ်နေတယ်လို့ဦးစင်းကတော့ငြိမ်နေတယ်ဘာမှကြည့်မဆိုင်ဘူးအဲ့တော့ဘေးနေဆရာကသိမကြည်ခြင်းဘူးပေါ့နော်သူကတလောက်ခေါ်နေတဲ့ဟာကိုဒီကADS လုံနေတော့သူ့ပညာမယုံလို့လားဘာညာပေါ့အဲ့ဒါဦးစင်းကတခုတော့ပြောတယ်ဒကာကြီးလို့ဦးစင်းတော့မပူနဲ့ဦးစင်းတော့ကဖရာသားတော့ဆိုတော့ဖရာပေးတဲ့ရတရားရှိတယ်လို့ဟိုအနုနီးနဲ့ပြောတာအရှင်ဒကာကြီးရတရားမလုံနိုင်ဘူးလို့ပြောတာပါပဲတခါပြီးတဲ့ရတရားမချေဘူးလို့ပြောလို့မကောင်းလို့မို့အဲ့လိုကိုကယဉ်ကျေးချင်းပြောတာတော့သူကမကြည့်နိုင်ဘူးဒေါသဖြစ်တယ်စိတ်ဆိုးတယ်အရှင်ဘုရားလိုစာကြဘုန်းကြီးလက်တော့လောက်ပုဂ္ဂိုလ်လေးကတပည့်တော်ပညာများအထင်သေးလို့တပည့်တော်ကတဲ့နိုင်ငံတော်တန်ခါတိုက်ကဘုန်းကြီးတောင်ရတရားချေပေးနေတာတဲ့အောက်မှာသူကသူ့ကုံပြီးဖွင့်ပြောလိုက်သေးတယ်သူပြောမှပဲနိုင်ငံတော်တန်ခါတိုက်ကဘုန်းကြီးတွေဘေးတော်မှန်းလည်းပေါ်လာအဲ့တော့ရှင်ဘုရားတဲ့ရတရားမချေပဲနေရနေကြည့်တဲ့ရှင်ဘုရားပြီးလောင်းကြီးစားကြီးလှုပ်လိုက်ခြင်းတယ်သူကပြောအဲ့တုန်းကတော့မြန်မာလို့ဆိုရင်1352ခုနှစ်ထဲမှာရှင်ဘုရားကြည့်တဲ့တဆောင်ဘုံနဲ့တော်ပြသူတပုတ်တွဲမှာတဲ့ရှင်ဘုရားသေကိုသေရမယ်တဲ့ဘယ်လောက်ပြောကြရအောင်လဲပေါ်တင်ဟောချလိုက်ခန္ဓာပြက်ကသေမယ်ပေါ့နော်မသိရင်လည်းရှင်ဘုရားမလာတော့ပါဟိုဘယ်လိုခေါ်မလဲအဲ့ရတရားကိုမထနိုင်လောက်ကိုဖြစ်မှာပဲတဲ့သေဖို့ရဲ့သေလူမျောပါရဲ့တခုခုပဲပေါ့သူကသေဦးကပုံများတယ်အဲ့ဒီလေးလာရအောင်တပည့်တော်လာကြည့်မယ်တဲ့အရှင်ဘုရားဘာမှမဖြစ်ဘူးဆိုရင်တပည့်တော်လေးလာစီးပူးထားတဲ့ဗေဒင်စာအုပ်တွေအရှင်ဘုရားရှင်မှာမီးရှို့လိုက်မယ်ဘုန်းကြီးကိုစိန်ခေါ်တာပဲအဲ့ဒါသူ့မှားပေါ့လူချင်းဆိုရင်စိန်ခေါ်ရင်ထားယဟန်ကိုစိန်ခေါ်တော့လူမှားတာပေါ့မှတ်ထားယောဂီတို့အတွေးခေါ်တစ်ခုယောဂီတို့လူဘဝဆိုတာကမကောင်းတဲ့အလုပ်မလုပ်ချင်လဲပေလို့ရတဲ့ခါတွေရှိတယ်ကြောက်ရတာဟုတ်တာရီသမီးကြီးစီးပွားလူမျိုးတွေအများကြီးကိုယ်တို့ရဟန်းဘဝမှာကိုယ်အောင်ဖြစ်ခြင်းအကုသိုလ်ဖြစ်เสียအကြောင်းကိုမရှိဘူးကိုယ်တန်ကိုယ်ကလူတော်တဲ့ရောခြင်းလို့အကုသိုလ်ဖြစ်မှာယဟန်လိုနေဘာအကုသိုလ်မှဖြစ်ဘူးအဲ့ဒါသူယဟန်တစ်ပါးကိုလူလိုတွက်တာသူမှားတာပေါ့ဦးစင်းကတော့သူ့တော်စိတ်မကောင်းပါဘူးသူအကုသိုလ်ဖြစ်တာပဲလို့မပြောတော့ပါဘူးအဲ့ဒါစိတ်ဆိုးမှန်ဆိုးနဲ့အခန်းထဲထွက်သွားတယ်တပည့်တွေကစိုးရင်
ဆရာတော်တို့ရေရချေပဲမချေနဲ့သူတို့လည်းပူနေကြတာပေါ့နော်ဆရာတော်ပြန်တော်မူသွားလိမ့်မယ်ရေရချေပြရစီတွေ့လိုက်တယ်တပည့်တို့လို့မင်းတို့လည်းဖေရသားတော်တွေပဲငါဖះပေးတဲ့နည်းနဲ့ရေရချေတယ်မင်းတို့မတွေ့ဘူးလားလို့အဲ့လိုအတွေးခေါ်နေပြတော့သူတို့ကလည်းနားမလဲရှာဘူးဟိုဆရာဆိုသူပြန်တော့မပြောရဲဘူးပေါ့အဲ့ဒါရေရမချေပါဘူးအဲ့လိုပဲနေတယ်တစောင်းဘုံလားဘာမှဖြစ်သေးဘူးနေတော်လည်းဘာမှဖြစ်ဘူးရာသူလည်းဖြစ်ဘူးဒိုရလမှဖြစ်ပါတယ်ဒိုရလကဥစဉ်ကမွေးလာဥစဉ်ကတဘောရဲလာပြည့်နေမှာမွေးဘာဖြစ်လဲဆိုတော့လူလိုပြောရင်တော့ယာတုတက်သွားတယ်ပေါ့စာကြဘုန်းကြီးကနေပြီးတော့အဲလှိုင်မျိုးနယ်ကနေပြီးတော့ရွှေပြည်သားမှာကျောင်းမြေရလို့ကျောင်းထိုင်ဘုန်းကြီးဖြစ်သွားတယ်အဲ့တပည့်တွေအံ့ဩသွားတာဟာတို့ဆရာတော်ကဘေးရင်ဆရာကသေမယ်ဟောတာမသေးတဲ့အပြင်စာချဘုန်းကြီးကနေကျောင်းတိုင်ဘုန်းကြီးဖြစ်သွားတယ်ဆရာတော်မှာအဆောင်ကောင်းရှိမယ်သွားတပည့်တွေဝိုင်းပုံပြီးတော့မေးကြတာပြောလိုက်တယ်ရှိတယ်လို့စောစောကဂါထာလေးတစ်ဂါထာအဲ့ဂါထာကြောင့်ငါမသေးတာဆိုတော့သူတို့ကူးကြမလို့ကူးစရာမလိုကြက်စရာမလိုရွတ်စရာမလိုတို့ကျင့်ဖို့ပဲလိုတယ်အဲ့ဂါထာတွေဆိုတော့ပြောခဲ့ပြီလေပညာရှိသူတော်ကောင်းဆိုတာအချိန်မှန်သမျှတည်းကဥစ္စာရဲ့ကုသိုလ်ရဲ့ပညာရဲ့ဒီလိုမျိုးတစ်မျိုးမျိုးအမြဲတမ်းရအောင်ယူတယ်တဲ့တပည့်တို့လို့ငါကတော့ယဟန်ဆိုတော့ဥစ္စာချစရာမလိုဘူးလေကွာအဲ့တော့ငါဘဝမှာအဲ့ပြောသွားချိန်မှာတပါးကုသိုလ်ရဲ့ပညာရဲ့အမြဲတမ်းရတယ်မင်းတို့တွေကိုငါအပင်မခံပြီးတော့ကြည်စမ်းမင်းတို့အငယ်တန်းစာဝါဆိုငါတပါးတည်းနဲ့ဘာသာဆုံးချပြီအလက်တန်းမှာစစ်ပါလိုက်သည်တပါးတည်းဥစ္စာအဲ့ဘုန်းကြီးကြီးပြီးသိမလုံးနိုင်တော့ကြည်စမ်းငါကြောက်ဘဲမှမတော်ဘဲနဲ့တနေ့ကုန်စာချပြီအဲ့ဒါငါအတွက်ဓမ္မဒေသနာကုသိုလ်တွေပြီးတော့ငါဒီစာကြဘုန်းကြီးတွေကဇိမ်နဲ့နေလို့ရတယ်ငါအခန်းလဲပေးတယ်မိလဲပေးတယ်ဆုံးကတော့စရာမလိုဒါမဲ့လို့မင်းတို့ဆုံးနေဟင်းနေမပြည့်စုံလို့စာကြဘုန်းကြီးတွေကဆုံးထွက်ရင်ဂရုတစိုက်ပို့ပြီးတော့လောင်းနေဆိုပြီးတော့ဒီစမ်းငါမင်းတို့ကို3နှစ်တိဆုံးခံကျွေးတယ်အဲ့ဒါဒါနကုသိုလ်ပေါ်လို့ဆုံးနေဟင်းနေကြတပည့်တွေကျွေးပြီးတော့ငါတို့ဆုံးခံသွားရင်းနဲ့အချိန်နဲ့လည်းငါမဖြစ်ဘူးဆွမ်းလူချင်းတရားတော်မတွေကိုအနီးကမေတ္တာပွားပြီးတော့သွားတာမေတ္တာဘာဝနာကုသိုလ်မင်းတို့ကိုစာချက်လို့ညောင်းရင်ငါဇင်းညံလျှောက်တယ်အလကားမလျှောက်ဂုံတော်ပွားရင်းနဲ့လျှောက်တယ်ဗုဒ္ဓနုတ္တိဘာဝနာကုသိုလ်မင်းတို့အားလုံးစာအံကြောင်းကိစ္စတွေပြီးလို့အဲ့ရတဲ့ရောက်ပြီးငါဝိပဿနာတရားရှုမှပွားများတယ်ဝိပဿနာဘာဝနာကုသိုလ်ဒီကြားထဲမှာအဲ့ဒီကြောင့်ဘုန်းကြီးကနှမျောတော့သာသနာတွေကိုရေစက်နဲ့ရေစံမောင်းမပေးဘူးစီကုံလို့တဲ့မိတာတက်လို့တဲ့ကိုယ်တိုင်အဲ့လောက်နှမျောတဲ့ဘုန်းကြီးရန်ကုန်ကျမှတွေ့ဦးတာပဲအဲ့ဒါနဲ့သူကတန်ဃာတွေကိုတုံကင်မဲ့လုပ်ပေးထားတယ်ပြီးတော့တန်ဃာတွေမှာစာသင်စာကြည့်ရတာကတစ်ဖက်ရေချိုးကနေရေနှိပ်ရတာတစ်ဖက်သူကကန်းငါခန္ဓာကိုယ်ကြီးသားကြုံမရကြုံဘဝနဲ့တုံးခဲ့တာများပြီဒီဘဝတော့တန်ဃာတွေပဲကြုံခံမယ်ဆိုပြီးတော့အဲ့ဒီတန်ဃာအပါ40ချိုးဖို့ရေနှိပ်တယ်မနဲ့ကိုပြီးဆဲပြီးပါညနေဆဲပြီးပါပြီးပါ23နှစ်နှိပ်လူပဲတပည့်တို့အဲ့ဒါကုသိုလ်တွေလေရေကုသိုလ်လို့အဲ့တော့ဘေးရင်ဆရာတွေကသူတို့ကဂျိုးသားမြင်တာกว่าလို့ကုသိုလ်အကုသိုလ်မမြင်ဘူးလို့အဲ့တော့သူတို့ငွေတက်ကလေးနဲ့တွက်ကြည့်လိုက်တဲ့အခါမှာအင်္ဂါဂျိုးတဲ့ရောက်နေမကောင်းတဲ့ဂျိုးတဲ့ပေါ့ဟုတ်ပါရာဟုဂျိုးပေမဲ့ဂျိုးတဲ့ရောက်သူကဂျိုးကြီးဟောတာလို့သူတို့ထင်တာကဒီဂျိုးတဲ့ဝင်လို့ဒီမကောင်းဂျိုးပေးတာဒီဂျိုတဲ့ဝင်လို့စီးပွားပြတ်တာဒီဂျိုတဲ့ဝင်လို့သေတာလို့ယူဆရင်အဲ့ဒါမိစ္ဆာဒိဋ္ဌိအယူမှားလို့တို့ဗုဒ္ဓဘာသာရဟန်းရှင်လူအများစုဟာများသောအားဖြင့်ဒေတင်ဆရာစကားယုံပြီးတော့ကိုယ်တော်မသိလိုက်ဘူးလို့ကမ္မတက္ကတာသမ္မာဒိဋ္ဌိအမြင်မှန်နေပြည့်သွားတယ်ဗုဒ္ဓဘာသာအယူကနေပြောင်းပြီးတော့ဟိန္ဒူဝါဒအယူရောက်သွားတယ်ဗုဒ္ဓဝါဒကဂျိုတွေနက်ခတ်တွေရရသာပြတ္တလက်မခံဘူးကုသိုလ်နာအကုသိုလ်ပဲလက်ခံဒါဆိုရင်ရှင်ဘုရားဒီရာဟုဂျိုတဲ့ရောက်လို့အင်္ဂါဂျိုတဲ့ရောက်လို့ပေဖို့ဖြစ်တာမဟုတ်လားမဟုတ်ဘူးအရင်ဝါကသူများအသက်ကိုတက်ဖြတ်ခဲ့တဲ့ကံတွေဦးစင်းမှာပါလာအဲ့ဒီအာဟုတုကံတွေကဒီအချိန်မှာဥဒ္ဒ25နှစ်မှာသေရတော့မယ်သေဖို့အကြောင်းရောက်လာတယ်အဲ့ဒီတက်ဖြတ်ခဲ့တဲ့အာဟုတုကံကသေဖို့အချိန်ရောက်ပြီဆိုရင်သူတို့ရဲ့သဘောတရားအရာဂျိုကမကောင်းတဲ့ဂျိုတဲ့ဘာဘာဂျိုတဲ့ဝင်ရတယ်အဲ့တော့ဘာဘာဂျိုတဲ့ဝင်တာကသူများအသက်တက်ခဲ့တဲ့အာဟုတုကံကြောင့်ဝင်တာဒါကြောင့်ဂျိုကြောင့်သေတာမဟုတ်ဂျိုကြောင့်စေဝါပြတ်တာမဟုတ်အာဟုတုကံကြောင့်သေရတာအာဟုတုကံကြောင့်စေဝါပြတ်ရတာဒါတို့ပြည့်တာတခါတည်းအပြီးမှတ်သွားပေါ့
ဂျိုတွေနက်ခတ်တွေရေရစားတွေဝါရမိတုတွေအတိတ်နမိတ်တွေဖះဟောင်းမှာလက်မခံဘူးလားအဲ့ဒါဟိန္ဒူဘာသာလားအဲ့တော့ငါကအခုပြောခဲ့တဲ့ကုသိုလ်တွေဆက်တက်လုပ်တော့ဖះပေးတဲ့ရေတွေရတယ်အဲ့တော့ကုသိုလ်အားကနိုင်သွားတယ်လို့ငါလုပ်တဲ့ကုသိုလ်တွေဟာကံကောင်းအောင်ကြိုးစားတဲ့နည်းတွေပဲဒါကြောင့်ရေများတော့ရေနိုင်ပါတယ်တော့ဒါပဲယောကုသိုလ်ကုသိုလ်ကံများတော့ကြတော့သေမှအကုသိုလ်ကနောက်ဆုတ်သွားတယ်ဒါကြောင့်ငါမသေးပဲနဲ့ဆရာဘုန်းကြီးကကျောင်းတော်ဘုန်းကြီးဖြစ်တာဆိုသူတို့ရှင်းသွားပါတယ်ဒါဦးဇင်းရဲ့ကိုယ်တွေဒီတော့ပြည့်တက်ကပြောမဟာဒါဆရာတော်ကတော့ယဟန်မို့လို့ပါဗျာလူဆိုရင်တော့မရတော့ပါဘူးရတယ်အခုဝရပမင်းကြီးကြောင့်ပြောပြဝတ္တဗမင်းကြီးဆိုတာသိဟိုကျောင်းကသူနန်းတက်တော့နန်းဆန်တဲ့တွက်ကြည့်တော့12နှစ်ပဲနေရမယ်တဲ့ဒီရှင်ကသူ့အသက်က30ဆိုရင်42နှစ်ဆိုသေမယ်ပေါ့ဒါပေမဲ့သူကတကယ်ဗုဒ္ဓဘာသာစစ်စစ်ဘေးရင်ဆရာထက်ယတနာသုံးပါးပိုရှုံတယ်ဒါကြောင့်ဘေးရင်ဆရာတွေကိုငွေတစ်ထောင်စီပေးကမင်းတို့သွားကြတော့ငါ12နှစ်ပဲနေရမယ်ဆိုတာဘယ်သူမှမပြောနဲ့ဆိုနှုတ်ပိတ်ပြီးတော့သံဃာတော်များသွားစီကပ်တွေ့လားတော်ပြည့်တယ်လည်းပဲအဲ့လိုဘေးရင်နဲ့ကအကြမ်းမြင်တဲ့သံဃာတော်တွေစီကပ်ရမှာသိတဲ့ဆရာတော်များရှင်းပြမှာပေါ့ပြီးတော့မေးတယ်ရှင်ဘုရားတို့တပည့်တော်နန်းသက်12နှစ်လို့ဆိုတယ်တပည့်တော်နန်းသက်အကြာကြီးနေပြီးတော့သာသနာပြုခြင်းပါတယ်တပည့်တော်ကိုအသက်ရှည်သေးမဲ့ကုသိုလ်များနီးများပေးပါဆိုလို့ဆရာတော်များကပေးလိုက်တယ်အသက်ရှည်တဲ့ကုသိုလ်တွေတဲ့လိုက်ဆိုရေစစ်ဆေးကြောင်းအဟောင်းမြုပ်ပြင်ပင်စင်အထဤငါးဝမုတ်ချသက်ရှည်ကြောင်းရေစစ်ဆေးကြောင်းအဟောင်းပြုပြင်ပင်စင်အထဤငါးဝမုတ်ချသက်ရှည်ကြောင်းအဲ့ဒါယန္တာရှင်မြတ်တွေဝတ္တဗမင်းကြီးပေးတဲ့အသက်ရှည်တဲ့ကုသိုလ်တဲ့နံပါတ်1ရေစစ်လူရတယ်အဲ့ဒါအသက်ရှည်တဲ့ကုသိုလ်နံပါတ်2ဆေးလူရတယ်လူမာတွေကိုမွေးနေဆိုလို့ရှိရင်ဆိုကြပါစို့ချမ်းသာတဲ့ပုဂ္ဂိုလ်တွေပိတ်ဟေးလေးဝါးလေးနဲ့ခါတဲ့ငွေ3-4သိန်းအကုန်ခံပြီးတော့ငွေတွေပဲလုံးဝအစားဆေးုံတွေပေါ်သွားလိုက်မှလူနာတွေညံ့လို့ဆေးမစားနိုင်တဲ့လူနာတွေအပြည့်ပဲအဲ့ဒါကိုယ်တိုင်ဆေးုံကြီးနဲ့တိုင်ပင်ပြီးတော့ကိုယ်တိုင်ကိုယ်လက်နဲ့ဆေးဖို့လိုက်လူလိုက်လူနာတယောက်9000လောက်ဘယ်လောက်အကျိုးရှိအဲ့လိုဆေးလူတာဟာလည်းပဲတဲ့အကုသိုလ်တဲ့ကျောင်းတဲ့ကျောင်းဆိုတာအဆောက်အဦအကုန်ပါပါတယ်အဆောက်အဦလူကြသာသနာ့လူရိပ်သားလူမိမိတို့ရက်ွက်တဲ့ကဆင်းသွားပါတဲ့အိမ်မကြည့်တဲ့ပုဂ္ဂိုလ်အိမ်ဆောက်လူတူတူပဲအဲ့လိုဆောက်ဦးတွေလူနောက်လမ်းဟောင်းပြင်တရားဟောင်းပြင်အကုန်ပါတာပေါ့လေအသေးဆောက်တာလည်းပါတယ်အဟောင်းပြင်တာလည်းပါတယ်ဒါကထာဝရကုသိုလ်ခေါ်တယ်အဲ့ဒီကုသိုလ်တွေမင်းကြီးလုပ်တယ်နောက်၅ပါးသီလကိုနေ့တိုင်းလုံအောင်စောင့်တယ်ဒါလည်းလိုတယ်အသက်ရှည်ခြင်းပေါ့မရှည်ခြင်းတော့မစောင့်နဲ့လေသူကတော့အသက်ရှည်ခြင်းတော့စောင့်နောက်ဥပုသ်နေ့တိုင်း7ပါးသီလဥပုသ်စောင့်တယ်အဲ့ဒီ၅မျိုးကြိုးစားလိုက်တာရှင်းစမ်းနန်းသက်12နှစ်ပေါ့နေရမယ်မင်းကြီးဟာနန်းသက်အနှစ်40နေသွားအဲ့ဒါကံကောင်းအောင်ကြိုးစားတာပါပါလိမ့်ဒီပြည့်တဲ့တော့ကံကောင်းအောင်ကြိုးစားလို့မရဘူးလားရတယ်ငါလည်းရှင်ပြရဲ့အခုရှင်ပြပြောတဲ့ဟာကြီးကနှစ်ပေါင်းထောင်ကဏ္ဍကြာပြီပဲဒီဟိုကျုံးကဒီနေ့ခေတ်လည်းရပါတယ်ဒီနေ့ခေတ်ကအကြောင်းပြောပြီးတရားပြီးပါပြီအဲ့ဒါခုကမ်းမဲ့စာအုပ်ရဲ့နောက်ဆုံးအခန်းထဲမှာပါမယ်ဆရာကောင်းကိုရှာဖွေခြင်းနောက်ဆုံးအခန်းထဲမှာအဲ့ဒါကလက္ခဏာဆရာကြီးဆရာစန္ဒရဆိုလို့ပုံနာမထင်တဲ့ဗမာအစစ်ဗမာလူမျိုးသူ့ရဲ့မိဘတွေဟာမိုးမျိုးမှတ်မျိုးတွေမင်းမျိုးတွေအတူကြမှာတူကြသူအရင်တော့ကတော့ပညာတတ်အစိုးရအရာရှိတယောက်ပဲနောက်တော့သူတို့ကထက်မြက်တဲ့ပုဂ္ဂိုလ်ဆိုတော့ဆောင်းဆိုတာလှုပ်တယ်သူရုံးတက်တော့စပိတ်လေးနဲ့တက်တာတဲ့သူ့ရဲ့ဘဝနဲ့သူ့ဘဝအကြောင်းစာအုပ်တစ်ဖတ်ကိုယ်ပါမရှိလို့သူများစီကငါဖတ်လိုက်ရတာအဲ့ဒါတခါကျတော့စာအုပ်ဆိုင်မှာဟဲ့လို့အင်္ဂလိပ်လိုရေးထားတဲ့ဘေးဒင်ပညာကျမ်းအတွဲလိုက်ကြီးတွေ့တယ်ဟာသူစိတ်ဝင်စားသွားတယ်လက္ခဏာပညာနဲ့ပတ်သက်တာပေါ့ဝယ်ဖို့ဈေးမေးကြည့်တော့သူမဝယ်နိုင်ဘူးရအောင်လုပ်မယ်ကွာဆိုပြီးတော့သူစီးတဲ့စပိန်ကိုရောင်းပလိုက်တာအဲ့ဒါစပိန်ရောင်းပြီးတော့အစောက်တကုံဝယ်ပလိုက်တယ်ပြီးတော့လေးလာတားကျွမ်းသွားတယ်နောက်ရင်စားပြီးလက္ခဏာပညာဆရာကြီးဖြစ်ဒါလေးလေကျူးစားလို့ပါသူတော်ပြောပြမှာနော်သူကလူတယောက်ကိုလေတစ်ခါတည်းသူကကျွန်တော်9နှစ်အတွင်းဆိုရင်9နှစ်အတွင်းပေါ့ကျွန်တော်အနေနဲ့တော့တက်တလုံးအတွက်ဆိုတက်တလုံးအတွက်ဟောပြီ
တခါတော့ဒါကြောင့်ဦးဇင်းကကြီးအောင်ဆန်းသူရိယဘိုးတိုက်ချွန်းစာအုပ်ထဲမှာဖတ်ဘိုးတိုက်ချွန်းကကိုယ်တိုင်ကဆရာသန္တာစီလက္ခဏာမေးဖို့တဲ့အကြောင်းပေါ့အဲဘိုးတိုက်ချွန်းတော့တခါတော့သူ့ရဲ့ဘိုးကြီးတယောက်ပေါ့ငငယ်ချင်း2ယောက်ဘိုးသင်္นานနေပြီးတော့အရက်ဝက်ရဲ့စားနဲ့ဆရာသန္တာနာမည်ကြီးတဲ့ကွာလက္ခဏာသွားမေးအောင်ကောင်းတယ်ပေါ့သူတို့အရက်ဝက်ရဲ့စားနဲ့ရုပ်ဖြတ်ပြီးတော့လက္ခဏာလာမေးတယ်မေးတဲ့အခါသူတို့ကကျွန်တော်တို့ကကုံတယ်တွေပါလို့ပြောပြီးတော့လက္ခဏာမေးတာဆရာသန္တာကသူ့ပညာကိုဘယ်လောက်လေ့လာထားလဲဆိုတော့လက္ခဏာကြည့်တာနဲ့ပုတ်ပြီးတော့ခင်ဗျားတို့ကစစ်ဖို့တွေတန်းပြီးတယ်အဲ့လိုကိုသိတာလက္ခဏာကြည့်လိုက်တာနဲ့ပြီးတယ်သူတို့တိတ်အံ့ဩသွားတယ်လိန်လုံးမရခင်ဗျားတို့ဘာလို့လဲဆိုတော့လက်မှာကုန်းပေါ်တာတဲ့ခင်ဗျားတို့ဘယ်လောက်သိချင်လဲကျွန်တော်တို့တဘောဝစာသိချင်တယ်ရတယ်တဲ့ဘယ်တော့ဟိုဘူကြီးကြောက်ဟောတယ်ခင်ဗျားတရားတာဝန်ထမ်းဆောင်ပြီးတော့တစ်နှစ်အတွင်းမှာအိမ်အောင်ကြမယ်ဟောအတိအကျနော်အိမ်အောင်ကြပြီးခင်ဗျားဇနီးကသားလေးတယောက်မွေးမယ်တဲ့အဲခင်ဗျားမိန်းမကိုခင်ဗျားသားကိုရေနှစ်သေးမယ်တွေ့လားဆက်တယ်ဟောတာအပြီးခင်ဗျားသားနဲ့မိန်းမသေးပြီးတစ်နှစ်ကြာမှခင်ဗျားတိုက်ပွဲကြမယ်ပြီးရောတကယ်အကုန်မှန်အဲ့တိုင်းပဲတခုမှမလွယ်ဘူးသို့တော့သူတို့မှာတော့စစ်သားတွေလည်းဖြစ်တော့ကံကောင်းကြိုးစားတဲ့နည်းမရှိဘူးဘုရားတို့လိုနည်းသိရင်သူတို့လည်းမသိဘူးပေါ့နော်သူတို့မှာကုသိုလ်တွေအားကောင်းမလို့တော့တရားချတယ်ဦးဇင်းလည်းအခုဘေးရင်ဟောတယ်ဦးဇင်းမသိဘူးလေမသိတာကံကောင်းလို့ကံကောင်းကြိုးစားလို့သူတို့ကမကြိုးစားဘူးတခါဗုဒ္ဓကျောင်းဆိုခင်ဗျားတော့တဲ့ယာရုတက်မယ်တဲ့မိမ2ယောက်တောင်ရမယ်အဲ့တော့သူကလူပြိုကြီးသူကအိမ်အောင်ပြည့်ဖို့စိတ်ကူးကိုမရှိဘူးအံ့ဩနေဟုတ်ပါမလားမယုံဘူးတဲ့တကယ်အိမ်အောင်သူမိမ2ယောက်ရတယ်နောက်အမြင့်ဆုံးပွဲသူကြီးရမယ်အဲ့ချိန်မှာအောင်ဆန်းသူရိယပွဲကြီးရတယ်ခင်ဗျားတိုက်ပွဲလုံးဝမကြောက်ဘူးခင်ဗျားတိုက်ပွဲကနေပေးစင်ယူပြီးမှသေလူမျောပါယောဂဖြစ်လိမ့်မယ်ဟုတ်တယ်အကုန်မှန်တယ်သူလုံးအိမ်အောင်20ကြတယ်တိုက်ပွဲလုံးဝတန်ရတယ်မရဘူးနောက်အမြင့်ဆုံးအောင်ဆန်းသူရိယပွဲတစ်စိတ်ကြီးရတယ်နောက်တက်ကနေပေးစင်ယူပြီးမှသူကတောလိုက်တာတဲ့တောလိုက်တဲ့အချိန်မှာတောဝက်ကသူ့တဲ့လှင်သွားလားမသိပါဘူးလားတောဝက်ကဝင်ပြီးတော့ဖိုက်ပက်ချလိုက်တာပေါ့နော်အစောနဲ့ထိုးခွဲလိုက်တာအောင်ဆန်းသူရိယသူ့ဗိုလ်တိုက်ကျုံဖိုက်ကြီးကွက်ထွက်သွားတာကွက်ပြီးတော့ဦးတွေအကုန်လုံးမြေကြီးတွေပုံကျသွားတာဒါပေမဲ့သူကလည်းတတ္တိရကောင်းတယ်သိလားဦးတွေပုံကျတာအဲ့လိုတတ္တိရောပေါ့တခါတည်းအဲ့ဦးတွေအကုန်လုံးဖိုက်ထက်ပုံပြီးတော့ပြန်ထည့်တာဘေးကလူလည်းမရှိဘူးပြန်ထည့်ပြီးတော့ခါတည်းလက်နဲ့အုပ်လိုက်ပြီးတော့ဆေးုံပြေးတာဆေးုံလည်းရောက်လဲသွားတာပေါ့အဲ့မှာတင်ဟိုဒေါက်တာတွေလည်းသေပြီလို့ထင်တာဦးတွေထွက်ကြနေတာအဲ့ဒါနဲ့ပဲဦးတွေအကုန်ပြန်ထည့်ပြီးတော့ဖြစ်ကတဲ့ဆန်းချုပ်ပြီးတော့အေးတက်တဲ့ပို့ထားရတဲ့သေပြီဆိုပြီးတော့အပြန်တတိရတာအေးတက်ကြီးခါတဲ့နင်းကဒုံတိုင်းနဲ့ထူသွားတာပြန်ထွက်လာတာမသိဘူးဆိုလိုတာကတော့ဆရာစန္ဒရာဟာအဲ့လောက်ထိသူ့ပညာမှာပေါ့မြောင်ကြိုးစားထားတာဒါမဲ့လို့ဆရာစန္ဒရာကြီးစာအုပ်တိတ်ကိုင်းစာအုပ်ရှာပြီးတော့ကိုယ်ပိုင်ဖတ်နိုင်တော့ကောင်းတယ်ဦးစင်းတော်သူများဆရာငှဖတ်လိုက်ရတယ်အဲကြောင့်ကြံအောင်ဆိုပြီးတော့ဆရာကောင်းရှာဖို့ချင်းနောက်ဆုံးခန်းထဲမှာသူ့ကြောင့်လေးထည့်ရေးထားတာကိုဖတ်တဲ့မြလေးလည်းတခါတော်မှတွေတီးစီခြင်းတယ်ပေါ့နော်ရှားပါစာအုပ်ဒီပိတ်ကြံမှာဖတ်ရတာရာကုမတော့ရှားမတွေ့ဘူးအဟောင်းဆိုင်တော့ရှိတော့ဘာတော်လဲဆိုတော့ဖွင့်ရတာနော်ကျွန်တော်တဲ့လက္ခဏာပေရင်ဟုတ်မလို့ကျွန်တော်စီးပွားရေးရလောက်တာကျွန်တော်ကံကိုပဲယုံတယ်တွေ့လားလက္ခဏာဆရာကိုယ်တိုင်သူ့တွေးခေါ်တယ်အများကြီးပါဟိုတချို့ကဗျာတဲ့လက္ခဏာပေရင်လာမင်းနဲ့ရေရခြေခိုင်းတယ်ပေါ့ထောင်မကြအောင်ဘာညာပေါ့ယတနာဒီပါဖြောင်းနေတဲ့ပါဒီထုံးပေါ့ကျွန်တော်တို့တော့ဒါစာဝတ်နေရလှုပ်ပေးရတာပဲတဲ့အဲ့လိုယတနာဒီပံဖြောင်းနိုင်ထုံးနိုင်ထောင်မကြဘူးဆိုရင်တဲ့မြန်မာပြည်ကထောင်နေမှာထောင်သားကိုရှိမှဘူးကြတာပါပဲဒါဝိจิตတန်းကြီးအပေါ်လို့ပေါ့နော်ကိုမောတာလုံးမတော့ခံရမှာပဲတဲ့နောက်အိမ်နေပါတွေဆောက်မယ်ဆိုရင်လာတွဲကြချက်ကြတယ်တဲ့အဲ့လိုအိမ်တိုင်းတူးတဲ့အခါမှာပေါ့နော်ဘလူးခံတဲ့ရဲဟာလားတရားမင်းခံတဲ့ရဲကညာခံတဲ့ရဲဆိုပြီးတော့စပတ်သူပဲစဉ်းစားကြည့်ပါတဲ့ကိုယ့်ဟာကိုအိမ်ဆောက်ဖို့တွင်းကြီးတူးတာဘယ်တရားမင်းကတွင်းထဲမှာလာခံမှာတော့ဟုတ်လားဒါသူကဟိုအတွေးခေါ်လေးတွေပေါ့နော်ကျွန်တော်လုံးဝမယုံပါဘူးတဲ့ကျွန်တော်ပညာရဟောတာပဲရှိတယ်ကျွန်တော်ယုံတာကကံတရားပဲအဲ့ဘေးနေစားကိုယ်တိုင်လက္ခဏာဆရာကိုယ်တိုင်ရေးတာဒါကြောင့်သူ့စာအုပ်ကဖတ်တဲ့သူကတဲ့အကုန်ရေးတာနောက်သူ့ရဲ့တခုစရာတခုအချက်တခုကသူကအလိုမင်္ဂလာဆောင်ဆိုလုံးဝမသွားဘူးအချိန်ကုန်လို့တဲ့သူတခါအလိုမင်္ဂလာဆောင်တခုသွားတယ်ဘာလို့ပေါ့သူကတော့အချိန်တိတိကျကျသွားတယ်9 နာရီဖိတ်ဟိုကြတော့10 နာရီခွဲကျော်17 နာရီမှခန်းနာတာထိုင်းနေရတာပေါ့နော်အချိန်နဲ့ကုန်နောက်ဗိသိက်ဆရာကလည်းပေးရရှိအကြောင်းကြီးပဲနောက်ဆောင်ကျွန်တော်ဘယ်တော့မှအလူမင်္ဂလာတော့မသွားဘူးတဲ့အချိန်ဖြုံးတာ
သူလဲလှူရောနောက်သူဒီအလှူတွေပါတွေဖိတ်လို့သွားရင်လေသူဘဂသနာမလုပ်ဘူးတဲ့ဝေယဝဆဝင်ကူတဲ့အခါမှာသူများမလုပ်ချင်တဲ့လို့ဝင်လုပ်တယ်ဥမာတခုပကံဆေးတယ်လို့အောက်ကြတယ်ဆိုဘယ်သူမှမလုပ်ဘူးသူကဝင်ဆေးတယ်နောက်သူလှူတဲ့အခါယောဂီတို့လှူခိုးစရာပေါ့သူသားတွေရှင်းပြီဆိုတော့ကြည်ဒါသူတို့ခေတ်ကလုံးနှစ်ပေါင်း50လောက်ကတော့ငွေတန်ဖို့ရှိတဲ့အချိန်တသိန်းပုံမဲ့ထားအဲ့တော့တသိန်းအခုကျန်သိန်း100ကုန်လောက်ခေါ်မှာပေါ့နော်သူဘယ်လိုလုပ်တယ်မှအဲ့ချိန်ဆိုလို့ရှိရင်သူ့ကိုဝင်းကြီးချုပ်ဦးနုဝါစသူဟောကြားကြတဲ့မှန်တဲ့အကြောင်းထောက်ခံစာရေးပေးရတာနောက်နိုင်ငံကျော်ရုပ်ရှင်လူပညာသရုပ်ဆောင်နေအဲ့တော့စာရေးဆရာလောကကဂျာနယ်ကျော်မောင်းမလေးတွေကစပေါ့သူလဲလူရောအဲ့နာမကြီးတွေတရားမှမဖိတ်ဘူးဘာတတိမှလည်းဖိတ်တကယ်ဆိုသူလည်းနိုင်ငံကျော်သူ့ကိုလူလာခြင်းကြတာတရားမှမဖိတ်ဘူးအပို့ပဲတဲ့အဲ့တော့ဘာလုပ်လဲဟောသားတွေနဲ့တကားလို့စာတင်တိုင်းတစ်ခုသွားတယ်အဲ့မှာဂုံတွက်ချက်ပြီးတော့အဲ့လိုပေါ့တန်ဃာတွေဆုံးကပ်မယ်နော်ပရိက္ခရာအစုံနဲ့ပိဋကသူတို့မိသားစုပဲအဲ့တသိန်းနဲ့ကအားလုံးမှာ2000ပဲကုန်တယ်ပရိက္ခရာဘိုးရဲ့တန်ဃာတွေဆုံးကပ်တာနဲ့အဲ့ကျန်တဲ့8000ကိုအဲ့ကပိယကြီးနဲ့ပြီးတော့ဟောဒီစားချစားစဉ်တန်ဃာတော်များလိုအပ်တဲ့အချိန်မှာလိုအပ်တဲ့ပစ္စည်းကိုလှူပါဆိုအကုန်လှူပြခဲ့တာအဲ့ဒါကုသိုလ်အပြည့်ရတဲ့အလှူလို့ခေါ်ပါတယ်ဂုံပကာသနာတခုမှမပါဘူးဒီနေ့ခေတ်ကဓမ္မတွေအတူယူဖို့ဒီနေ့ခေတ်ကတော့လို့ပေါ့ရှင်လောင်းလှဲ့တာနဲ့ငါအဲ့လိုဆိုင်ငါးတာအငိမ့်ငါးတာနဲ့ပဲကုန်သွားတာအဲ့ဒါဒီကုသိုလ်တစ်ဆက်မှမရဘူးနောက်ဆုံးနေကုန်းချုပ်ပေါ့ဆရာသနာကြီးကနောက်သူဆရာသနာကြီးလည်းပဲယောဂီတို့ရေသူလည်းတက်တန်းတူတယ်အမျိုးတဲ့သူတို့မိသားစုမိဘများဟာအသက်50မှာပြေကြတာသူ့လက်ကိုလည်းသူပြန်ကြည့်တော့သူလည်း50မှာပြေမယ်လို့ပြတယ်အဲ့တော့ငါကံကောင်းအောင်ကြိုးစားမယ်ဆိုတော့သူကလည်းခုနဘောဓဘာမင်းကြီးနေတိုင်းရေစစ်လူတယ်ဆေးလူတယ်အဲ့လိုကြောင်းဟောင်းပြင်းကြောင်းသိဆောက်လမ်းဟောင်းပြင်းလမ်းသိဆောက်ပေါ့နော်နောက်၅ပါးသီလလုံအောင်ဆောက်ဥပုံတွေတိုင်းလည်းပဲ7ပါးသီလဆောက်ကုသိုလ်ဆက်တိုက်လုပ်တာပေါ့နောက်ဒါကကုသိုလ်ဘက်ကပြင်းတာနောက်အစာအာဟာရနဲ့လည်းဆိုင်တယ်ကုသိုလ်နဲ့လည်းဆိုင်တယ်အသက်ရှိတယ်ဆိုတာအဲ့တော့အစာအာဟာရကဘာပြင်းလဲဆိုတော့လူမှာတဲ့တေဇောတအားကောင်းရင်အသက်ရှိတယ်ဘုဒ္ဓမှတ်သွားသူကိုယ်တွေနေပေါ့ဒီလိုဆိုအပူဓာတ်ပေါ့အပူဓာတ်နဲ့ပြီးတော့လူတယောက်ဟာအေးကိုတိတ်ကြောက်လာပြီဆိုရင်အသက်သိပ်မရှိတော့ဘူးအေးမကြောက်တဲ့လူကအသက်ရှိတယ်ခန္ဓာကိုယ်ထဲမှာတေဇောတအားကောင်းတော့တေဇောတသိပ်မရှိဘူးအဲ့သူဘာလုပ်လဲဆိုတော့လေးလာပြီးတော့သူကအဲ့ဒီသူဆေးနည်းကလွယ်ပါတယ်အဲ့ဆနွင်းမယ်ပေါ့နော်ဆေးဖော်တဲ့ဆနွင်းခါရရိုးဆနွင်း2မျိုးဆက်ပြီးတော့အလုံးလုံးထားတယ်ရရည်နဲ့ပေါ့လောက်စလုံးအသေးစားလောက်တယ်ဒါပဲကြတော့ဘာမှမပါဘူးအဲ့ဒါကိုနှွေကဆိုလို့ရှိရင်မနဲ့စောစောမှရေနဲ့တောက်ချလိုက်တယ်ဆောင်းနေအေးတဲ့အခါဆိုရင်ရေနွေးနဲ့တောက်ချရတယ်အဲ့ဒါတခုပဲသူစားတာအဲ့ဒါတေဇောတအားကောင်းတဲ့ဆေးပေါ့အဲ့ဒါသူအသက်60နေပါနေသွားတယ်အဲ့ဆနွင်းဆေးပဲတခုတော့ရှိတယ်ကိုပါကိုချင့်ကျင်တော့တောက်ပေါ့နော်သူကအပူဓာတ်တွေရှိတယ်ဆိုတော့ဒီဆေးတောက်ပြီးတဲ့ကမျက်စိတွေပါတွေပူလာသလားမျက်စိဝါးလိုက်ဆိုလို့ရှိရင်ဒါနည်းနည်းလျှော့ပေါ့သူကအပူဓာတ်ပါတယ်ဒါချင့်ကျင်တော့ရတယ်ဟိုသူလူတိုင်းတော့မတူဘူးလေသူတော့မတောက်နဲ့ပေါ့ကိုယ်ခန္ဓာကိုယ်နဲ့ချင့်ကျင်ပြီးတော့နောက်သူကအဲ့လက်တွေလည်းပြတယ်အဲ့ဆနွန်းစားလို့တဲ့သူအသက်ရှိတဲ့ပုဂ္ဂိုလ်2ယောက်တဲ့တယောက်ကတော့သူပြင်ဥလင်မှာစစ်ဒုတိယကဘာစစ်ဖြစ်တဲ့သူတို့စစ်ပေးတယ်ရှောင်ရင်းနဲ့အမျိုးသမီးတယောက်တဲ့အသက်30 35လောက်ပေါ့မိဖွားပြီးတာ3ရက်ရှိသေးတယ်တဲ့အဲ့ဒါရင်ရှားကြီးနဲ့တပည့်ကြီးဘဟုံးမတင်ပြီးတော့ဟာခမရဘယ်သွားမှလဲဆိုတော့ချောင်းနဲ့ရေဆင်းကူးမလို့တဲ့မိဖွားပြီးတာ3ရက်ရှိသေးခမရသေးလေးမလုံနဲ့ဆိုတော့ကျမဒါချိုးနေကြတယ်မိဖွားပြီးတာ3ရက်ဆိုချိုးတာပဲသွားချောင်းနဲ့ခုံကြရေကူးနေတာပဲအဲ့ဒါဘေးကနေကြည့်ပြီးတော့ဆရာသန္တာကြောက်နေပေါ့ဒီမိမတီတော့မထင်နဲ့ညတော့မချိုးရဲဘူးလေဒီချိန်မှာအဲ့ဒါကုန်းမော်တက်လိုက်သူ4-5ရက်စောင့်ကြည့်တယ်ဘာမှဝင်ဖြစ်တာလေအဲ့ကြမှာဒီကမမှာတော့ဆေးကောင်းရှိမဲ့သွားမေးတော့ကျမတို့မျိုးဆက်ဆက်ကအဲ့ဒီဆနွဲမယ်ဆိုဆနွဲအလုံးနဲ့လုံထားတာပြတယ်အဲ့ဆနွဲနေတိုင်းစားတာဒါပဲနောက်တစ်ယောက်ကထန်းတပင်မျိုးနယ်ကလည်းဆရာတော်ကြီးအသက်90ကျော်ပြီဟောဆရာတော်ကြီးကအသက်90ကျော်တာဇပင်တစ်ချောင်းမှဖြစ်ဘူးလေကျမ်းပါတယ်လည်းလွန်ရောအဲ့ချိန်မှာသူ့ရဲ့ကြောင်းအောင်မကအသက်40ကျော်ရှိတဲ့တကောင်းလုံးကိုကတော့ဖြူဖွေးလို့ချိနဲ့လို့တက္ကမကအဲ့ဒါဆရာတော်မှာဗျာအသက်90ကျော်ပြီသပင်တော်တစ်ချောင်းမဖြူကျမ်းမာလိုက်တာဘာဆေးတွေစားတယ်ဆရာတော်ကြီးကသူစားတဲ့ဆေးကပေါ်လုံးအားကြီးတော့ပြောလေစားမှာမဟုတ်တော့မပြောတော့ဘူးတဲ့ဟုတ်ပါဘူးဗျာဆရာတော်ပြောပါစားပါမယ်ဆိုမှအဲ့ဒါဆိုရင်လည်းပေးမယ်ဆိုပြီးတော့အခန်းထဲဝင်ပြီးတော့စောစောဆနွင်းတွေလုံးထားတာပဲ
အစံတွေလုံးတွေတဆုပ်ပေးလိုက်အဲ့ဒါနေတဲ့တနေ့တလုံးစာအဲ့ဒါငါဒါပဲတဲ့ဒါကြောင့်ဆရာသန္တာလည်းပဲအသက်ရှည်ခဲ့တယ်ခုသူ့ရဲ့အသေးမြေပုံပြောပြီးတရားသိအောင်ပါပြောလို့သူနောက်ဆုံးအချိန်ရောက်တော့ကြတော့ဗုဒ္ဓဘာသာတယောက်ရဲ့နောက်ဆုံးပန်းတဲ့ဟာနိဗ္ဗာန်တဲ့ဘလောက်ကောင်းလဲဗုဒ္ဓဘာသာတယောက်နောက်ဆုံးပန်းတဲ့ဟာပါတယ်လို့နိဗ္ဗာန်ချမ်းသာကြောင်းဘိုးတော်သာဖြစ်ရသူနတ်မယ်သူကသိတယ်သူ့အနေနဲ့သားတွေများတွေရှိလို့တောင်းဝတွေကသူရှားကြည့်ရတာလေအခုနောက်ဆုံးချိန်ရောက်ပြီခမန်းကြီးတူးတဲ့ဒါဦးနေထင်တော့60ကျော်60ကျော်လောက်လို့ထင်တာပဲသာဝကဖတ်ပြီးတာ9နှစ်လောက်ရှိအဲ့မှာသူချမ်းသာတဲ့များတွေကိုအကုန်ပုံပြီးတော့အမွေခွဲတယ်သူကြောင့်သားသမီး9ယောက်သူတို့လင်မယား2ယောက်ဆို9ပုံလိုက်တယ်ပေါ့အညီမြပုံပြီးတော့အလုံးခွဲပေးလိုက်တယ်ပြီးတော့သူ့အတွက်တပုံယူတယ်သူ့အတွက်ရတဲ့အပုံကိုမလုပ်လဲဆိုတော့ခုဦးစင်းတို့အရင်တော့ရှိပြီးသားတဲ့ပါပါတယ်ခုဝါရလက်ပေါ့အဲ့နာလေးကတောတိုက်ရိတ်တာတဲ့သူစာသနဲ့မှာတွဲထားတယ်အဲ့ရိတ်တာမှာသွားပြီးတော့ရိတ်တာနဲ့ကက်ရက်မြေခွက်ဒုက္ခဝယ်လိုက်တယ်တစ်ဆက်သေးပေါ့ပြီးတော့တပားနေတက်ကြောင်းနဲ့တစ်ကြောင်းဆောက်လိုက်တယ်ပြီးတော့ဆရာတော်ကြီးကိုရေစက်ချပြီးတော့လှူတယ်ပြီးမှခွင့်တောင်းတယ်ဆရာတော်ဘုရားတပည့်တော်မသိမီမှာတော့ဒီတိုက်ခန်းလေးထဲမှာအသက်ထက်ဆုံးတရားတော်ခွင့်ပြုပါဆိုပြီးတော့ယဟန်ဝတ်ပြီးတော့အဲ့ဒီတိုက်ခန်းထဲမှာပြန်တော်မူတဲ့ထိတရားထုတ်သွားတယ်ခုတော့ပြန်တော်မူသွားပါပြီအသက်90နေပါနေသွားပါတယ်ဒါဟာဆရာသန္တာရဲ့ဘောရတဲ့ကဥစ္စံယောဂီတို့အတုခိုးစရာလေးတွေပါဒါကြောင့်ကျမ်းမာရေးစီးပွားရေးလူမှုရေးသေနည်းရစာပေါ့နော်ဟလိုကြိုတင်ပြင်ဆင်ပြီးတော့ကံကောင်းအောင်ကြိုးစားနိုင်သောသူတော်ကောင်းကြီးများမုတ်ချမသွေဖြစ်ကြပါစေကုန်သတည်း